တင်ပြီးတော့မှသွေးခွဲတဲ့လူကတော့မျိုးရနောင်သိန်းဖြစ်ပါတယ်နော်မျိုးရနောင်သိန်းကဘလို့စကလုံးနေနဲ့သွေးခွဲလဲဆိုတော့ကျွန်တော်က COC အောက်က UNG ရဲ့ COC အောက်ကနေရိုင်းဆိုင်စွာထွက်သွားတဲ့သဘောမျိုးသွေးခွဲထားတာကိုတွေ့ရပါတယ်ဒါပေမဲ့ကျွန်တော်က UNG ရဲ့ COC အောက်ကနေရိုင်းဆိုင်စွာထွက်သွားတာမဟုတ်ဘူးကျွန်တော်တို့ဂျားမှာအကြောင်းရှိခဲ့တဲ့အနာစာတွေရှိခဲ့တယ်ဆိုပေမဲ့ကျွန်တော်ထွက်သွားတဲ့အချိန်မှာကျွန်တော်ကစနစ်တကျစာတင်ပြီးတော့မှထွက်သွားခဲ့တာဖြစ်တယ်လို့ထွက်စာလဲကျွန်တော်ရရှိခဲ့တာဖြစ်ပါတယ်ကျွန်တော်တပ်ဖွဲ့ဝင်တွေလဲစနစ်တကျတယောက်ချင်းစီကထွက်စာစစ်ရုံးကိုတင်ပြီးတဲ့အချိန်မှာကျွန်တော်တို့ရဲဘော်တယောက်ချင်းစီကလည်းထွက်စာရရှိခဲ့တာဖြစ်ပါတယ်အဲ့တော့လက်နက်ရှင်းတဲ့ပတ်သက်လို့ကျွန်တော်တို့ဂျက်စစ်ဆိုကြစပြီးဖြစ်လာတဲ့ကနေ UNG ရှိကလက်နက်တလက်မှမယူထားဘူးကြားပြူစစ်ကြောင်းမှုဘဝမှာ9လက်ရထားတယ်အဲ့ဒီ9လက်ရှင်းစရာရှိပါတယ်ကျွန်တော်တို့အမြဲတမ်းလဲရှင်းဖို့ဖိတ်ခေါ်နေပါတယ်အဲ့တော့တောင်ပိုင်းတိုင်းစစ်ဒေသကိုကဲရေးနော်ကိုကဲရေးမှုကိုစောရှာအနေနဲ့လဲကျွန်တော်နဲ့လဲခဏခဏတွေ့တယ်လို့စကားတွေလဲအများကြီးပြောပြတယ်လို့ရှေ့ဆက်နိုင်ငံရေးတွေလဲလှုပ်ဆောင်မှုရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ထွက်တာဒီတောင်ပိုင်းတိုင်းစစ်ဒေသကိုကဲရေးခွဲသုံးအောက်ကထွက်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီစရင်ကိုရှင်းကျင်တယ်ဆိုရင်ကိုနော်ကိုကဲရေးခွဲမှုကိုဂျူပီတာနဲ့စစ်ကိုကဲရေးမှုကိုစောရှာကျွန်တော်နဲ့အများအားတွေ့နေတာဖြစ်တဲ့ကြောင့်မို့အချိန်မရွေးကျွန်တော်တို့ရှင်းလို့ရပါတယ်နော်ဒါပေမဲ့ကျွန်တော်တို့နာစရာတွေရှိတော့ကျွန်တော်လည်းတခါလေဒီလိုမျိုးစကလုံးတွေဘာဖြစ်လို့ဒီအကြောင်းအောင်ပဲပြောနေရတာလဲမင်းတို့ငါတို့ကိစ္စပြီးနေပြီပဲဟာဘာဖြစ်လို့ဒီလိုပြောရတာလဲဆိုပြီးကျွန်တော်လည်းစိတ်ထင်တာတွေရှိတယ်အခုမျိုးရဲ့နောင်သိန်းပြောတာကအဲ့တော့သူပြောတာဘာဖြစ်လို့ COC အောက်ကကျွန်တော်ကပဲရဲရဲစစိုင်းထွက်သွားပြီးတော့ဘာသွားလိုက်ကလပ်သွားလိုက်ဘာညာပြောတယ်ကျွန်တော်မျိုးရဲ့နောင်သိန်းနဲ့နမ်မိုမိုးတို့ဆွဆွဲသလိုကျွန်တော်ကဘာသွားလိုက်ကလပ်သွားလိုက်ပျော်ပါလိုက်မိမတကာနဲ့အဲ့ဒီဟိုတယုံယုံနဲ့သွားလိုက်ဆိုရင်ကျွန်တော်ကိုအချက်လက်နဲ့ UNG မှာဖြစ်ဖြစ်တိုင်ပါ KNU ရှိမှာဖြစ်ဖြစ်တိုင်ပါနော်တိုင်လို့ရပါတယ်နော်တရားဥပဒေစိုးမိုးတဲ့နေရာလည်းဖြစ်ပါတယ်နော်လေလိုင်းပေါ်မှာပဲတရားဥပဒေမစိုးမိုးတဲ့နေရာဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်ပြောပြချင်တာကအဲ့တော့အဲ့ဒီအကြောင်းလေးတွေကိုထိုးပြီးတော့မှဝင်လာတယ်ပေါ့ဗျာတခါလေကြာရင်လည်းကျွန်တော်အကြောင်းလေးတွေကိုထိုးဝင်လာတာကျွန်တော်က iPhone ကင်နေပါညာကျွန်တော်ပြောပြမယ်ကျွန်တော်တို့တော်လိုင်းရေးလောက်တာတက်မဟာမှာကျွန်တော်တို့ချင်းချင်းချွတ်ချွတ်လိမ့်လိမ့်မှာလောက်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကခလေးမဟုတ်ဘူးကျွန်တော်တို့ Justice ဆိုကြမှာတိုက်ခိုက်ရေးရှိတယ်စနိုက်ပါရှိတယ် drone ရှိတယ်ဆေးရှိတယ်ယုံရှိတယ်ကျွန်တော်တို့မှာစစ်အင်္ဂါရက်နဲ့အညီအကုန်အပြည့်အဝရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့လူကြီးတွေလည်းကျွန်တော်တို့ချစ်ခင်တဲ့အတွက်ကြောင့်မို့တခါမို့ဖိုးပေးရင်ခင်ဗျားတို့ဘဝမှာရဘူးမှာမဟုတ်ဘူးဘတ်9သိန်း10သိန်းကျွန်တော်တို့မဖိုးပေးတာဒါပေမဲ့အများအားပေးနေတာတော့မဟုတ်ဘူးပေါ့နော်တိုက်ပွဲအောင်နိုင်တဲ့အခါတိုင်းနော်ပြီးရင်လည်းပွဲလန့်သပင်ရှိတဲ့အခါတိုင်းကျွန်တော်တို့အဲ့လိုမျိုးမို့ဖို့ရဒါပေမဲ့ကိုဇွဲကတစ်ချိန်တစ်ခါမှအဲ့ဒီမို့ဖို့9သိန်း10သိန်းကိုမယူခဲ့ဘူးတက်ကိုပဲစင်ရင်နဲ့အင်းနဲ့အတိအကျအပ်ခဲ့တာဖြစ်ပါတယ်ဒါကိုရသွေးတာမဟုတ်ထားလိုက်ပြောလိုက်တော့အဲ့တော့ဒီအကြောင်းလေးတွေကိုမျိုးရနောင်သိန်းကအဲ့လိုစကလုံးနေနဲ့ဝင်လာတာပေါ့ဗျာအဲ့တော့မျိုးရနောင်သိန်းနဲ့အတူအကောက်တူပေါင်းမြောက်များစွာလည်းဝင်လာတယ်ကျွန်တော်လည်းတန်တရားဖြစ်ဒီမြားတစ်စင်းကUNG ကပြစ်လိုက်တာလားဘာဖြစ်လို့ဒီလောက်ထိငါတို့ပြီးခဲ့တာတွေပေါ်မှာအညှို့ထားတာလဲကျွန်တော်အဲ့ဒါနဲ့ကျွန်တော်တောင်မနိုင်စစ်ဒေသကိုကဲရေးကျွန်တော်စစ်ရုံးကိုကျွန်တော်ဖုံးဆက်ဆရာရှိတာပေါ့ကျွန်တော်တို့ ਨੇ ရင်းနှီးပြီးတော့မှပူးတွဲပြီးတော့မှလုပ်နေတာအခုသူများပြောတယ်စစ်တောင်းမြင့်ဝမ်းကစစ်တိုက်တယ်ဒီတောင်ပိုင်းတိုင်းကစစ်မတိုက်ဘူးဆိုတဲ့စကားလုံးတွေကိုဟုတ်ပြီကျွန်တော်စစ်ရုံးဖုံးဆက်တယ်ဆရာတို့အနေနဲ့မျိုးနောင်သိန်းပြောတဲ့ MOD UNG နဲ့ကျွန်တော်ကဒီလိုပြဿနာတွေရှိခဲ့တယ်PRF ကို promotion လုပ်တဲ့နေရာမှာကျွန်တော်ကိုချနင်းပြီးတော့မှ promotion လုပ်တာဆရာတို့ authority လားဆရာတို့ topic လားကျွန်တော်မေးကြည့်တယ်။ no တဲ့စစ်ရုံးနဲ့ဘာမှမဆိုင်ပါဘူး။ तू ပုတ်ကိုရေးပြောတာစစ်ရုံးကလည်းဒီလိုကိစ္စကိုသူ့ကိုဘာမှ authority ပေးကြလည်းမရှိသလိုဒီလို PRF promotion လုပ်ဖို့အတွက်ဘသူ့ကိုမှချနင်းဖို့ topic ကိုလည်းမျိုးရအောင်သိန်းကိုပေးထားတာမရှိပါဘူးတဲ့။ဆိုတော့အဲ့တော့စစ်ရုံးကဘာထက်ပြောလဲဆိုတော့စစ်ဒီအခုနော်စစ်တောင်းမြဝန်းဒေသတနာစရာကြီးစစ်မတိုက်ချင်လို့ကောင်းနေရတက်မှာ6တက်မှာခေါ်မှာနေတဲ့ပုံစံမျိုးရေးနေတဲ့ငင်းချမ်းမှုတို့အကြောင်းလဲကျွန်တော်မေးလိုက်တဲ့အချိန်မှာဒီကောင်လဲကျွန်တော်တို့ ਨੇ ဘာမှမပတ်သက်သလိုကျွန်တော်တို့စည်ရင်းဝင်အင်းဝင်ရဲဘော်လဲမဟုတ်ဘူးဆိုတဲ့အကြောင်းစစ်တောင်းမြဝန်းဒေသမှာဒီရဲဘော်မရှိဘူးဆိုတဲ့အကြောင်းမှာကျွန်တော်ကိုပြောတာပေါ့ရှိတယ်ဆိုရင်ဆရာတို့အနေနဲ့ထိမ့်သိမ်းပေးဖို့ကျွန်တော်လှမ်းပြောတဲ့ခါမှာမရှိပါဘူးပေါ့သူတို့ကသတင်းစကားထပ်ပါတယ်ပေါ့စစ်တောင်းမြဝန်းဒေသမှာတိုက်ခိုက်နေတဲ့ရဲဘော်တွေလဲ
ကျွန်တော်တို့ရဲဘော်ဖြစ်တယ်လို့ဒီမှာရှိတဲ့ရဲဘော်တွေလည်းကျွန်တော်တို့ရဲဘော်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တော်လိုင်းရေးမှာကျွန်တော်တို့ပဲရှိတဲ့အတွက်ကြောင့်မလို့ဒီကိစ္စကဟိုရဲဘော်တွေချင်းချင်းသွေးမကွဲဖို့နော်မှားတာရှိရင်လည်းဟိုခွင့်လွတ်ဖို့နော်ရဲဘော်တွေကိုပြောလိုက်ပါဆိုပြီးကျွန်တော်ပြောပါတယ်ပြီးတော့စစ်တောင်းမြဝမှာရှိတဲ့ရဲဘော်တွေအနေနဲ့လည်းကျွန်တော်တို့တွေကိုအမြဲတမ်းကြိုဆိုပြီးတော့ရင်းနှီးနှီးရှိတဲ့အကြောင်းနဲ့ဘယ်ရဲဘော်တဦးတစ်ယောက်ကမှကျွန်တော်တို့ဒီအုပ်စုတွေကို Facebook ပေါ်ကတက်မရေးဘူးရေးဖို့လည်းခွင့်မပြုထားဘူးဆိုတဲ့အကြောင်းကျွန်တော်ကိုပြောပါတယ်သူပြောတာလည်းမှန်ပါတယ်တကယ်တမ်းတော့ဟိုကျွန်တော်တို့ကမျိုးရနောင်သိန်းတို့ဒီငိမ့်ချမ်းမှုတို့ဘာတို့ကျွန်တော်တို့ကတကြီးအိမ်ဟာခွေးထင်တာပေါ့ဒါပေမဲ့တကြီးအိမ်ဟာခွေးမဟုတ်ပါဘူးဒီကောင်တွေကဘယ်လိုပြောရမလဲလမ်းဘေးခွေးပါတကြီးအိမ်ဟာခွေးစင်တော့မရှိဘူးလမ်းဘေးခွေးပေါ့နော်အဲ့တော့